သံဃာဂုဏ်တော်၉ပါးပါဠိအနက်မြန်မာပြန်အဓိပ္ပာယ်သောပတိပန္နောဘဂဝါတောတာဝကတံကောဘုဇောပတိပန္နောဘဂဝါတောတာဝကတံကောညာပတိပန္နောဘဂဝါတောတာဝကတံကောသာမိစေပတိပန္နောဘဂဝါတောတာဝကတံကောယတိတံသတ္တရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာဧတာဘဂဝါတောတာဝကတံကောအာဟုနိယောပါဟုနိယောဓခိနိယောဣန္ဒလိကရဏီယောအနုတရံပုညကတံလောကတာဘဂဝါတောမြတ်စွာဘုရားဤတာဝကတံကောသီလဝံဂုဏဝံပညာဝံကလျာဏပုရုဇံရှင်မောရှင်မြတ်တို့နှင့်တကွာပရမတ္ထသံဃာရိယရှိပါတပိဒသံဃာတော်မြတ်ပေါင်းသည်သောပတိပန္နောအတိသီလအတိစိတ်ဓာအတိပညာဒိဋ္ဌာသုံးရလွန်ကောင်းမြတ်သောပရိပတ်ဂုဏ်လီပြည့်စုံတော်မူပေ၏ဘဂဝါတောမြတ်စွာဘုရားဤတာဝကတံကောသီလဝံဂုဏဝံပညာဝံကလျာဏပုထုဇံရှင်မောရှင်မြတ်တို့နှင့်တကွာပရမတ္ထသံဃာရိယရှိပါတပိဒသံဃာတော်မြတ်ပေါင်းသည်ဥဇောပတိပန္နောအတိသီလအတိစိတ်ဓာအတိပညာဒိဋ္ဌာသုံးရလွန်ပြောင်းမှတ်သောပရိပတ်ဂုဏ်လီပြည့်စုံတော်မူပေ၏ဘဂဝါတောမြတ်စွာဘုရားဤတာဝကတံကောသီလဝံဂုဏဝံပညာဝံကလျာဏပုရုဇံရှင်မောရှင်မြတ်တို့နှင့်တကွာပရမတ္ထသံဃာရိယရှိပါတပိဒသံဃာတော်မြတ်ပေါင်းသည်ညာယပတိပန္နောအတိသီလအတိစိတ်ဓာအတိပညာဒိဋ္ဌာသုံးရလွန်တင်မြတ်သောပရိပတ်ဂုဏ်လီပြည့်စုံတော်မူပေ၏ဘဂဝါတောမြတ်စွာဘုရားဤတာဝကတံကောသီလဝံဂုဏဝံပညာဝံကလျာဏပုထုဇံရှင်မောရှင်မြတ်တို့နှင့်တကွာပရမတ္ထသံဃာရိယရှိပါတပိဒသံဃာတော်မြတ်ပေါင်းသည်သာမိစေပတိပန္နောအတိသီလအတိစိတ်ဓာအတိပညာဒိဋ္ဌာသုံးရယူတည်သောပရိပတ်ဂုဏ်လီပြည့်စုံတော်မူပေ၏ယတိတံယာနိမာနိသတ္တရိပုရိသယုဂာနိအကျဉ်လေးပါးသောယောက်ျားမြတ်ဆုံးတို့သည်တန်တိရှိကုန်၏ယတိတံယေမေယထာပုရိသပုဂ္ဂလာအကျဉ်ရှိပါးသောယောက်ျားမြတ်တို့သည်တန်တိရှိကုန်၏ဘဂဝါတောမြတ်စွာဘုရားဤဧတာဧသောတာဝကတံကောဤလေးသုံးရှိပါတပိဒသံဃာတော်မြတ်ပေါင်းသည်အာဟုနိယောအာဂာနုဟာရွေထားသောလူဝတ္ထုမျိုးကိုခံယူခြင်းကထိုက်တန်စွာသောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်လီပြည့်စုံတော်မူပေ၏ပါဟုနိယောလက်ဆောင်လုံးငါရွေလာသောလူဝတ္ထုမျိုးကိုခံယူခြင်းကထိုက်တန်စွာသောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်လီပြည့်စုံတော်မူပေ၏ဓခိနိယောနောဘဝအကျိုးရဖို့မျိုးချတုံးလည်းမြတ်သောလူဝတ္ထုမျိုးကိုခံယူခြင်းကထိုက်တန်စွာသောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်လီပြည့်စုံတော်မူပေ၏ဣန္ဒလိကရဏီယောလူမင်းနမင်းမြမမင်းတို့ဤလက်အိုချီခြင်းကိုခံယူထိုက်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်လီပြည့်စုံတော်မူပေ၏လောကသာလူအပေါင်းဤအနုတ္တရတုမရှိမြင့်မြတ်သောပုံညာကိတံကုသိုလ်မျိုးကိုစိုက်ပျိုးချရာလေယာမြေကောင်းတပွဲလည်းဖြစ်တော်မူပေ၏တန်ထိုသောပရိပန္နအစာပုံညာကိတံအစုံဘဝချုံများဘုံရှင်ကြီးမှာဂုဏ်ကိုပါနှင့်ပြည့်စုံတော်မူသောသံဃာတော်မြတ်ပေါင်းကိုအဟံခန္ဓာယတနာဓာတ်စုများကိုကာယသမုကျွန်ုပ်သည်
ဝန္ဒာမိသရာစိတ်သောအာယုံပြော၍မနောဝစီကာယညီလျက်ဥကြည်လမိုးကြံကုန်ပြို့သို့ရှိခိုးပါ၏ရှင်ဘုရား